အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့အိမ်မောင်လိုလေးကူလေးလှုပ်ရှားလို့ရမယ်ဝက်သားဖားကဖောင်ကြော်နီးလေးကိုလာပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာနော်ကဲရုံဆုံးအနေနဲ့ကျွန်တော်ကတော့ကြက်ဥလေးကိုကြော်လိုက်ပါတယ်ဗျာနော်ဒီကြက်ဥမရှိတဲ့သူတွေကြတော့ကိုဥကိုထုတ်ကြော်လိုက်ပေါ့နော်ကဲပြီးရင်တော့ကျွန်တော်တို့ဝက်သားလေးကိုထည့်ပြီးတော့ကြော်ပေးလိုက်ပါမယ်ဗျာနော်ကဲဝက်သားလေးနေငယ်တင်းမာလာပြီဆိုရင်တော့ကျွန်တော်တို့ပဲသီးလေးကိုထည့်ပေးလိုက်ပါမယ်ကဲပြီးတော့ကျွန်တော်ထောင်းထားတဲ့ချစ်သွန်နီနဲ့ချစ်သွန်ထူလေးကိုထည့်ပေးလိုက်ပါမယ်ကဲဝက်သားလေးကျက်လာပြီဆိုရင်တော့ကျွန်တော်ဖားကဖောင်ရွက်လေးကိုထည့်ပေးလိုက်ပါမယ်ကျွန်တော်ကတော့ခရူစီလေးနဲ့ထည့်တယ်ပေါ့နော်ကဲအခုဆိုရင်ကျွန်တော်အရသာရှိတဲ့ဝက်သားဖားကဖောင်လေးတွေပွဲရပါပြီဗျာနော်ဒီကျွန်တော်အိမ်မှာကိုယ်တိုင်လှုပ်ရှားခြင်းတဲ့သူတွေအတွက်ဆိုရင်ကျွန်တော်တို့နီလန်းလေးကိုလိုက်လှုပ်ရှားကြည့်ဖို့အကြံပြုခြင်းပါတယ်ဗျာနော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးကြတဲ့သူတွေအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်ဗျာနော်